my birthday present.မြန်မာနိုင်ငံမှာဆိုဒီနေ့ကတဲမွေးနေ့လေ It's the house. I give you the house. That's the present. Hello မနေ့ပြန်ဆိုရင်ဇူရဲ့မွေးနေ့ပေါ့နော်အဲ့ဒါအိမ်မှာပဲပုံတင်ငန်းဝါဆိုတင်ငန်းလည်းကတ်လိုက်မယ်မွေးနေ့ဆွန်တော်ပြီးတော့နောက်ပြီးတော့အိမ်တစ်တက်မင်္ဂလာလည်းလုပ်မယ်ဆိုတော့အဲ့ဒါအခုဒီနေ့ကကျတော့ချက်ပြုတ်ပြီးစင်မယ်ဟိုမှာတမီးဟင်းနဲ့အဲ့ခံမယ်အဲ့တော့မြို့သားမင်းတွေကချက်ပေးတယ်ပေါ့နော်တစ်ခါကျတော့အဲ့ဒါပတ်ပူမယ်ဟင်းတွေအများကြီးပဲဟင်းစုံမယ်ပမာတမီးဟင်းစုံပြီးရတို့စရာနဲ့ချက်ပါနော်ဘာဟင်းနေပါလဲဆိုတော့ငဖဲချက်ပါတယ်ငါတလောက်ပေါင်းပါတယ်ငါးကြော်နှံ့ရယ်ဝတ်သားအချူချက်ရယ်ပြီးတော့ဝက်နံရိုးနဲ့မြစ်ချင်ပါတယ်ငပြာရီကြော်ပဲကြီးနဲ့စူပုံနှံ့ရယ်ငပိရီတို့စရာရယ်အမဲသားရယ်အရွက်ကြော်ရယ်ပေါ့နော်ဒီငဖဲဆိုလို့ရှိရင်လေကိုယ်တိုင်ချစ်ပြီးတော့မှကြော်တဲ့ငဖဲတလားကို ready made တာမဟုတ်ဘာလဲပြောပြအောင်ဘာချက်တယ်လဲ Mimi check it. ငါဖေးကြော်တယ်ဒီမှာ Don't pay for it. ရှိရှာကိုကဘာလုပ်လဲ gas ဖွင့်တယ် Me muy bien. သူကမီးမွေးပြီးတယ် Ano ba rin? ချက်ကြီးအခု My goodness. Goalkeeper. yeah ငါတော့တက်ခုတော့မြည်ကြည့်ကြမှာဖိုက် တက်ခရရမှာနော်ကောင်းတယ်လေ ဒါကမနက်ဖြန်ရေစက်ချဖို့သင်ငန်းကမယ်မနက်ဖြန်ထမင်းတဲဖို့ဒါကတဲထုတ်ဒါတဲရယ်ဆန်ရယ်ပေါ့နော်ပရိတ်ကျိုးရယ် Pretty pretty. what It's a pretty. အင်ဝယ်ပြီးတယ်တန်ပေးတာကောင်းတယ်။လက်ခံဆိုရင်34နှစ်ပြည့်ပါပြီ။အနောက်နိုင်ငံမှာဆိုရင်ဇူမွေးနေ့ကမနက်ဖြန်မှာဒါပေမဲ့မြန်မာနိုင်ငံမှာဆိုရင်တော့အခုပါဇူမွေးနေ့ရောက်ပြီ22ရက်နေ့။မနက်ဖြန်အတွက် Good night ပါ